ပါတီစုံဒီမိုကရေစီစနစ်ကိုလိုလားရင်ရွေးကောက်ပွဲကိုကန်နန်ကောစာမလုပ်ဖို့စစ်ကောင်းဆောင်မင်းအောင်နိုင်ကအပြန်မှာရုရှားကနေအပြန်မှာလေရင်ပေါ်မှာတူပိုင်နဲ့ MRTV နဲ့မြဝတီရဲ့အင်တာဗျူးမှာပြောထားတာရှိတယ်အဓိကကတော့ဒီရွေးကောက်ပွဲကိုဒီဘီလာတို့မှာသူဒင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်မှာရွေးကောက်ပွဲကိုဒီ9နှစ်ပြည့်တဲ့အချိန်2025ခုနှစ်ဒီဇင်ဘာလမှာလုပ်ရင်လုပ်မလုပ်ရင်2026ခုနှစ်ဇန်နဝါရီလစောပိုင်းမှာလုပ်မယ်လို့မင်းအောင်နိုင်ကတရားဝင်ရွေးကောက်ပွဲလုပ်မယ့်ရက်ကိုသူတို့ဘက်ကထုတ်ပြန်ပြောရတာပေါ့အဲ့ဒီရွေးကောက်ပွဲအတက်လဲရုရှားနဲ့ဘီလာရုကကူညီမယ်လို့သူကပြောရတယ်အဲ့တော့ပြည်သူတွေအနေနဲ့ရွေးကောက်ပွဲကိုပါဝင်ရဖို့ပူးပေါင်းကြဖို့နော်နောက်ပြီးလို့ရှိရင်အဲ့ဒီလေယာဉ်ပေါ်မှာပြောတဲ့အထက်မှာရုရှားကနေတရားဝင်ဖိတ်လို့တရားဝင်သွားတာတရားဝင်ဖိတ်လို့တရားဝင်တွေ့တာတရားဝင်တွေတအားထပ်နေတာကြည်ချင်းအဖြစ်မင်းအောင်နိုင်ကအင်မတန်ကိုတရားဝင်ချင်းတာဖြစ်နေပါတယ်နော်တအားတရားဝင်ချင်းတာဘာဖြစ်လို့လူရမဝင်တဲ့ဘဝရောက်နေတော့လူရဝင်ချင်းတာအဲ့တော့လူရဝင်အောင်လုပ်ပြီးရွေးကောက်ပွဲကိုအယောင်ပြမယ်အဲ့ဒီရွေးကောက်ပွဲကနေနိုင်ငံအောင်ဆက်ပြီးအာဏာကိုချုပ်ကင်မယ်ဒါဟာတူမှတ်ထားတဲ့အိမ်မက်အဲ့ဒီအတွက်တအားတရားဝင်ချင်းတယ်အဲ့တော့မင်းအောင်နိုင်အာဏာသိမ်းတာကိုအားလုံးသိတဲ့အတိုင်းထောက်ခံတဲ့အတိုင်းမှာရုရှားရှိမယ်တရုတ်ရှိမယ်ရုရှားရဲ့အောက်ထဲကနေဘီလာရုစ်ရှိမယ်ဒါပါပဲအာဆီယံတွေကြတော့ဟိုဘက်မကြဒီဘက်မကြပြောင်းလဲမထောက်ခံရဲဘူးဥပမာထိုင်းလိုဟာမျိုးဆိုရင်မင်းအောင်နိုင်ကိုထောက်ခံတာတဝက်ပြည်သူဘက်ကရက်တီပေးတာတဝက်ဒီပုံစံဖြစ်နေတယ်အဲ့တော့ဒါမျိုးတွေရှိတာပေါ့အာဆီယံနိုင်ငံတွေကဒါတို့ပုံစံမျိုးလွန်ဆွဲနေသေးတယ်ဒါပေမဲ့မင်းအောင်နိုင်ကိုပြက်ပြက်တတ်တာမျက်နှာပြောင်တိုက်ထောက်ခံတာတော့ရုရှားပေါ့တရုတ်ပေါ့ဒီနှစ်နိုင်ငံကတော့ဒါမင်းအောင်နိုင်ဘက်ကနေအမာခံထောက်ခံတာကုလသမဂ္ဂမှာလည်းဘာပဲမဲခွဲဆုံးဖြတ်ပြီးတော့အာဏာတုံးပြီးတော့ဒီစစ်အာဏာရှင်တွေရဲ့ရုပ်မှမှုကိုကာကွယ်နေတာဒီတရုတ်နဲ့ရုရှားပဲဖြစ်တယ်အဲ့တော့ပြောချင်တာကဒီနေ့ရွေးကောက်ပွဲကိစ္စကိုပြောချင်တာရွေးကောက်ပွဲကိုမင်းအောင်နိုင်ရဲ့မရရအောင်လုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဘက်ကပေါ့တရားမဝင်တဲ့ကောင်ကတရားဝင်မှာអော်ပြီးတော့ရွေးကောက်ပွဲရအောင်လုပ်မှာကိုတရားဝင်တဲ့ကျွန်တော်တို့ဘက်ကဘယ်လိုဟန့်တားနိုင်ပါလဲအထူးသဖြင့်အင်အားစုတွေတိုင်းသား EROS တွေပြီးလို့ရှိရင် UNG ဒါအရေးကြီးဆုံးအချက်တွေနော်အဲ့ဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေနဲ့ UNG နဲ့ကလက်ဝါးချင်းသူတို့စိတ်ထားအောင်ကင်ထားကြဖို့လိုအပ်တယ်ဗဇက်ကနေရွေးကောက်ပွဲကိုကန့်ကွက်ပါတယ်ဖြတ်ပါတယ်လက်မခံပါဘူးတဦးတယောက်ချင်းကြိုက်တယ်လို့အောနေတာဘောင်ဝင်ဘူးကျွန်တော်တို့ဘောင်ဝင်အောင်လုပ်နိုင်ဖို့အရေးကြီးတယ်ဒီရွေးကောက်ပွဲကိုလုပ်ခွင့်ပေးလိုက်မယ်ဆိုရင်အဲ့ဒီရွေးကောက်ပွဲကိုအယောင်ပြသူအာဏာတက်ရောက်တဲ့မြို့တွေမှာတော့ကျင်းပပြီးတော့အယောင်ပြလုပ်လိုက်မယ်ပြီးလို့ရှိရင်သူ့အုပ်ချုပ်မှုအောက်မှာနိုင်ငံတည်ရှိနေပါပြီဆိုပြီးတော့ကဘာအောင်ညာမယ်အဲ့ဒီကနေဆက်ပြီးတော့အာဏာကိုထုတ်ကင်သွားမှာဒါကိုကျွန်တော်တို့ကတဦးတယောက်ချင်းရွေးကောက်ပွဲလိုက်ဘလို့ဖြစ်မှာရအောင်တိုက်မှာဘလို့ဖြစ်မှာဗဇက်နဲ့ထိုင်ဖြစ်နေကြလို့တော့ကျွန်တော်တို့ဘာမှဖြစ်မလားနော်အဲ့တော့အရင်ဦးဆုံးပြည်သူတယောက်အနေနဲ့တောင်းဆိုချင်တာကတိုင်းသားခေါင်းဆောင်တွေလက်ရှိနော်တော်လှန်ရေးမှာအင်နိုင်အားတိုက်ပါဝင်နေတဲ့ KNU AA TNLA MNDAA KIA အဲ့ထဲမှာ MNDAA ကတော့နော်တော်တော်လှုပ်လို့မရတဲ့အနေအထားဖြစ်နေပြီ TNLA ကနည်းနည်းတော့ပါသေးတယ်ဒါပေမဲ့တော့တရုတ်ရဲ့ pressure ကြောင့်နော်လက်ရှိကချင်နဲ့ဖြစ်နေတဲ့အရာတွေဆိုတာပွင့်လင်းပြောရင်ကျွန်တော်တို့မတင်ကြဘူးဖြစ်เสียအကြောင်းမရှိဘူးနော်ဘယ်နေရာမှာဘယ်သူပဲရုံးဆိုင်ညှိနှိုင်းစကားပြလို့ရတဲ့အရာမှာတစ်ကြိမ်လည်းမဟုတ်နှစ်ကြိမ်လည်းမဟုတ် TNL နဲ့ KIA ဖြစ်နေတဲ့ကိစ္စတွေဒါတွေကရှင်းပြောရင်တော့တစ်ဖက်က PR တွေကြောက်လို့ပဲညင်းတယ်ပြည်သူတွေအနေနဲ့ရတော့အဲ့တော့ဘလို့ပဲဖြစ်ဖြစ် TNL မှာလည်းပြည်သူဘက်ကပါတဲ့ခေါင်းဆောင်တွေရှိတဲ့အတွက်ဒီအချိန်မှာဒီရွေးကောက်ပွဲဘလို့တိုက်ဖြုတ်အောင်ဆိုအဲ့ဒီတိုင်းသားခေါင်းဆောင်တွေဆွေးနွေးပါပြီးလို့ရှိရင် UNG နဲ့ပြန်ဆွေးနွေးပေးကြပါဘလို့လုပ်မလဲဆိုတာကိုပြည်သူကိုပုံဝင်လင်းချပြပါပြည်သူဒီခမားတို့အနောက်မှာအပြည့်အဝရက်တည်နေတယ်ဆိုတာကိုမမေ့ပါနဲ့ဒါပေမဲ့အဲ့ဒီရွေးကောက်ပွဲကိုမင်းအောင်နိုင်လှုပ်ခွင့်ပေးလိုက်လို့ဟိုဘက်ကိုကြော်လွန်သွားမယ်ဆိုရင်ပြည်သူတွေရက်တည်ပေးနိုင်မှာမဟုတ်တော့အားလုံးသွားပြီအဲ့တော့အဲ့ချိန်ကျရင်ဘာလုပ်မလဲလက်နက်ကင်ပြီးတော့စီးပွားရှာတဲ့အဆင့်ပဲဖြစ်ကုန်လိမ့်မယ်နော်ငိမ့်ချမ်းလို့ဟိုလိုကြောင်းပြမယ်အတက်တွေဘဝတွေဆက်ပြီးဇရေရလိမ့်မယ်နော်လဲတဲ့သူကလဲသူတို့လှုပ်ရှားသွားနိုင်တယ်အဲ့ဒီခေတ်ကိုရောက်ဝင်အဲ့ဒီခေတ်ရောက်သွားလို့ရှိရင်တော်နိုင်ရေးဆိုတာဘာမှမရှိတော့ကျင်းနေပါလေဒါကြောင့်မလို့မင်းအောင်နိုင်ကတူတရားမဝင်တဲ့သူ့ကိုတူတရားဝင်ဖြစ်အောင်အချိန်ချင်းပါဇက်ကနေတရားဝင်អော်ပြီးရွတ်ပြီးတော့နော်ဂုံတော်ကွန်ရှာလို့ရွတ်ပြီးတော့သူဒီရွက်ကောက်ပေါ်ရအောင်လုပ်မှာကျွန်တော်တို့ဘက်ကဘလို့တုတ်ပြန်မလဲပွင့်လင်းမြင်တာဆိုပြောပါပြည်သူတွေအားလုံးက ready ရှိပါတယ်နော်တဦးတယောက်ချင်းစီကနေရွက်ကောက်ပေါ်လက်မခံဘူးရအောင်ဖြစ်မယ်လို့ပါဇက်နဲ့ထိုင်ပြောလို့တော့မရဘူးကျင်းနေတယ်အဲ့တော့ပါဇက်နဲ့ထိုင်ပြောလို့မရတဲ့အရာကိုကျွန်တော်ဘလို့လုပ်မှာလဲဘလို့တုတ်ပြန်မှာလဲနော်နောက်တစ်ခုရှိတာကဒီရွက်ကောက်ပွဲမှာပါတီစုံဒီမိုကရေစီစနစ်ဆိုပြီးတော့မင်းအောင်နိုင်ရတော့ခွေးပါဇက်ကနေခွေးစကားပြောတာပေါ့ရှင်းလေးပဲဟာယူပါတီစုံဒီမိုကရေစီစနစ်ကိုပြောပြီးတော့နော်20ရွေးကောက်ပွဲမှာပြည်သူတင်မြှောက်ထားတဲ့အစိုးရကိုရဲရဲဆက်ဆက်ဖမ်းဆီးတယ်ထောင်ချတယ်တပ်ပစ်တယ်အခုထိတည်း
ဒါဖမ်းဆီးထားတယ်ထောင်ချထားတယ်အဲ့တော့ပြောချင်တာကဒီရွေးကောက်ပွဲမှာဘယ်ပါတီတွေပါမလဲကြီးညာပေးစေချင်နော်21ပါတီကတော့ရှိပြီးသားဒါကြံ့ဖွင့်တဲ့21ပါတီကရွေးကောက်ပွဲမှာနော်စောက်သုံးမကြလို့နေရမရတာကိုစစ်တပ်ကိုအာဏာသိမ်းဖို့မြှောက်ပေးခဲ့တဲ့ကြံ့ဖွင့်အပါဝင်21ပါတီဒီ21ပါတီရဲ့စည်ရင်းတွေအင်းတွေကိုပြုစုဖို့လိုအပ်တယ်ပြီးလို့ရှိရင်တက်ဆိုင်ရာနယ်မြေတွေမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေကိုထုတ်ပြန်ပေးဖို့လိုအပ်တယ်နောက်တစ်ချက်ကအဲ့ဒီစစ်ကောင်းဆောင်လုံမဲ့ပြည်သူလက်မခံတဲ့ရွေးကောက်ပွဲကိုဘယ်ပါတီတွေကပါဝင်မလဲပြည်သူလက်မခံတာသေချာတယ်နော်ညင်းလို့မရဘူးအဲ့ဒီပြည်သူလက်မခံတဲ့အရာကြီးကိုပြည်သူကိုစန့်ကျင်ဘက်လုပ်ပြီးတော့ထိုင်ကုန်တစ်ခုံရရေးအတွက်ပြည်သူကိုတစ္ဆာဖောက်မဲ့ဘယ်ကောင်ဘယ်ပါတီထောက်ရဲတယ်အဲ့ဒါလို့လုံမဲ့ပါတီတွေကိုတီးတဲ့ရွေးကောက်ပွဲဒီမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲစောင့်ကြည့်ရေးကော်မတီတီးတဲ့ဖွဲ့ပြီးတော့စိတ်ပြုစုပြီးတော့တက်ဆိုင်ရာနယ်မြေမှာရှိတဲ့တော်လိုင်းအင်အားစုတွေအကုန်ဖြန့်ကျက်ပြီးတော့တို့ရဲ့နေရာလိပ်စာတွေတို့ရဲ့ data အတိအကျတွေအကုန်ပေးလို့လိုရတယ်။ဘာဖြစ်လို့လဲ။အမြင်မတူလို့ရန်သူမဖြစ်ဘူး။ဒါပေမဲ့ရန်သူနဲ့တော့မပေါင်းနဲ့။ရန်သူနဲ့ပေါင်းရင်မင်းဟာရန်သူပဲ။ညီကိုရင်မောင်နှမအရင်ဖြစ်နေပြီ။မင်းကမင်းတော်လှန်ရေးမှာမလုံနိုင်ဘူးလားဘေးထိုင်နေလဲ။ဒီနေ့ဖြစ်နေတဲ့ပွဲဒီစစ်တပ်နဲ့ NLD နဲ့ဖြစ်တာမဟုတ်ဘူး။စစ်တပ်နဲ့လက်နက်ကင်နဲ့ဖြစ်နေတာမဟုတ်ဘူး။အာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့ပြည်သူနဲ့ဖြစ်နေတာအဲ့ဒီပွဲမှာအာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့ပေါင်းတဲ့ကောင်မှန်တမျှဟာပြည်သူရဲ့ရန်သူပဲအဲ့ဒီပြည်သူရဲ့ရန်သူကိုပြည်သူဘက်ကပြက်ပြက်သားသားချိန်ဖုံးရမယ်ရန်ငါပြက်ကမယ်ဟိုလိုဒီလိုထီးလိုမှုလိုလုံးနေကြလို့မရဘူးလုံးနေရန်သူကတော့ရန်ငါပြက်တယ်ရန်သူကဒီနေ့အချိန်ထိရန်ငါပြက်တယ်ဒီနေ့အချိန်ထိ COC မပြက်သေးဘူးဒီနေ့ပြင်စီသူတို့ institute ကိုရအောင်ထိန်းထားနိုင်နေတယ်ပြည်သူတွေအင်မတန်ဝင်းရန်ကြီးလို့လားတော်လှန်ရေးကဒီအခြေအနေထိရောက်လာတာရန်သူဘက်မှာလေတက်ပြက်တယ်ပြောတယ်ဆိုတဲ့စကားဟာရန်သူဘက်မှာဒီနေ့ချိန်ထိအမိတ်ကိုနာခံနေရသေးတယ်ဒီနေရာကိုသွားရင်သိမယ်ဆိုတာတည့်ရသားနဲ့အမိတ်ပေးတိုက်ခိုင်းအသေးခံပြီးတိုက်နေကြသေးတယ်ဒါဟာပြည်သူတော်သူတို့နောက်မှာအာမပေးဘူးနော်အဲ့တော့ကျွန်တော်တို့တော်လှန်အင်အားစုတွေဘက်ကလည်းဒီအချိန်ခါမှရန်ငါမပြတ်ရင်နောက်ကျွန်တော်တို့ဘယ်တော့မှမလုပ်နဲ့တော့လက်စင်းခံပေးလိုက်ကြတော့မင်းအောင်နိုင်ကိုရွေးကောက်ပွဲလှုပ်ခွင့်ပေးလိုက်မယ်မင်းအောင်နိုင်လှုပ်တဲ့မြောက်ခံမယ်ဆိုလို့ရှိရင်တော့တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေကအစဒါဟာလုံးဝအရှုံးပေးလိုက်တာပဲခင်ဗျားတို့နောက်ထပ်နှစ်ပေါင်းဘယ်နှစ်နှစ်ဆက်ပြီးတော့လက်နက်ကင်ပြီးလှုပ်ရှားကြမလဲဆိုတာတွေးထားကြပြီးတော့ကျင်းနေတယ်ဒါကြောင့်မလို့ဒီရွေးကောက်ပွဲဟာလုံးဝလှုပ်ခွင့်ပေးစရာအကြောင်းမရှိသလိုတုတ်ပြန်မဲ့နီလန်းကိုလည်းစနစ်တကျချမှတ်ကမယ်အချိန်ရောက်နေပါပြီရန်ငါပြတ်ဖို့လို့လေဘယ်နည်းကပြောသလိုရန်သူနဲ့တွားပေါင်းတဲ့ကောင်ရန်သူပဲမင်းလွတ်လပ်နေအမြင်မတူလို့ရန်သူတတ်မှတ်တာမဟုတ်ဘူးလက်ရှိချိန်မှာပြည်သူရဲ့ရန်သူဒီစစ်ကောင်စီအဲ့ဒီစစ်ကောင်စီဖြစ်တဲ့ရန်သူနဲ့တွားပေါင်းတဲ့ပါတီအဖွဲ့အစည်းလူပုဂ္ဂိုလ်တွေပြည်သူရဲ့ရန်သူဖြစ်တဲ့အတွက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေပြက်ပြက်သားသားအရေးယူပါမယ်ဒီကောင်တွေရဲ့ဒီနေရာတွေ data တွေအလောက်ကိုင်းတွေသူတို့ရဲ့နော်အခြေစိုက်တဲ့နေရာတွေအားလုံးကိုတေးချာစရင်ပြုစုပေးမဲ့ကော်မတီတရက်ကို NUG အပါအဝင်ဒီတိုင်းနဲ့လက်နက်ကိုင်တွေနဲ့အားလုံးပူးပေါင်းပြီးဖွဲ့စည်းတဲ့နဲ့အဲ့ဒီကော်မတီကပြုစုပေးတဲ့စစ်တမ်းတွေကိုတက်ဆိုင်ရာ data ကာကွယ်ရေးတပ်ဖွဲ့တွေတော်လှန်အင်အားစုတွေအကုန်ဖြန့်ကျက်တယ်ဒါကြောင့်မလို့မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲမှာတတိရှိတဲ့ကောင်တွေဝင်လာခဲ့အဲ့ဒီပုံစံမျိုးစနစ်တကျလှုပ်ရင်လှုပ်မလှုပ်ဘဲနဲ့ဗဇက်ကနေရွေးကောက်ပွဲလာငါတို့ကလက်မခံဘူးချွတ်ရရှိသေးတယ်ကျင်းမပေါ်တဲ့တွက်တူမဲမထည့်ဘူးလေမင်းအောင်လှိုင်ကျင်းမမှာကတမန်တမက်ကြတဲ့ရွေးကောက်ပွဲကိုကျင်းမမှာမဟုတ်ဘူးလေမင်းမဲထည့်ညင်ထည့်မထည့်ချင်နေအခုအိမ်တော်စုဇေယျလိုက်ကောက်ထားတယ်မလားအေးမောင်ပြူမောင်နီနော်ဥပြူနဲ့ဒေါ်နီတာဘလူတမီးဘလူသူတို့မှအကုန်ရှိတယ်မင်းအိမ်မှာထိုင်းနေတဲ့မင်းရဲ့သူတို့ကိုအားပေးပါတယ်ဆိုတဲ့ထောက်ခံမဲကြီးပါသွားမှာအဲ့ဒီပုံစံတိုင်းသွားမှာအဲ့တော့သူကသူကျင်းမရင်ကျင်းမမကျင်းမရင်ငါတို့ကမဲမပေးဘူးလို့နေုံနဲ့အဲ့ဒီဟာဘာမှမဖြစ်တော့ဘူးမင်းတို့မဲပေးခြင်းပေးမပေးခြင်းဒီစောက်ပြီးမဆိုင်ဘူးမင်းအောင်နိုင်ရရှင်းချင်းလေးအစတည်းရွေးကောက်ပွဲဆိုတဲ့နာမည်ပဲလုပ်ပြတာဒီဟာသူတို့အကောင်အာဏာလုပ်ပြီးသားမင်းတို့အားမပေးတဲ့တူနိုင်တယ်အားပေးတဲ့တူနိုင်တယ်မဲမထည့်တဲ့တူနိုင်တယ်မဲထည့်တဲ့တူနိုင်တယ်အဲ့ဒီလိုမျိုးလုပ်ဖို့ဟာနော်အဲ့လိုဟာမျိုးကိုရအောင်ဖြစ်နိုင်ဖြစ်နော်အခုဆိုရင်ဘောမန်လော်ဘီတွေရွေးကောက်ပွဲကိုစဉ်းစားကြဖို့လို့ဘာလို့ညာလို့လှုပ်လာကြပြီမြောက်ဝင်းမယ်ပြီးလို့ရှိရင်မဟုတ်ကတွေနဲ့ပြောပြီးတော့ဇလန်းတွေဆင်းမယ်ဒီရွေးကောက်ပွဲကိုပြည်သူတွေဝေဝါးအောင်လုပ်မယ်ပြည်သူတွေလက်ခံခြင်းလားဟုတ်နိုးဟဲ့ဖြစ်အောင်လုပ်မယ်မပူနဲ့သူတို့တွေမှာအကုန်ရှိပြီးသားအကုန်ပလန်တွေအဲ့ဒါတွေကဗျမ်းမတာသွားနေတာတခုမှမရှိဘူးနော်အကုန်လုံးပလန်နဲ့သွားနေတဲ့ဟာတွေထပ်လာမယ်ဝါဒဖြတ်မဲ့ကိစ္စတွေနော်နောက်ပြီးလို့ရှိရင်ဘလို့လူမျိုးတွေကိုထုတ်တုံးလာမအောင်မေးတယ်ပြည်သူတွေနည်းနည်းလက်ခံယုံကြည်လောက်တဲ့အဆင့်လူမျိုးတွေကိုအချက်ကင်တယ်အဲ့လူတွေကိုရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြည်သူတွေလက်ခံခြင်းလာအောင်ဝေဝါးလာအောင်သူတို့တွေပြောခိုင်းတယ်စီယုံခိုင်းတယ်တိမ်သွင်းခိုင်းတယ်မိမျိုးစုံလာမှာမပူနဲ့
အဲ့ဒါတွေကိုကျွန်တော်တို့ဘက်ကပြက်ပြက်သားသားတုတ်ပြန်နိုင်တုတ်ပြန်မတုတ်ပြန်နိုင်တာနောက်ထပ်နှစ်ပေါင်း60အနည်းဆုံးကျင်းနေတယ်အဲ့တော့နှစ်ပေါင်း60ဆိုတော့မြန်မာပြည်ပျောက်ပြီလက်ရှိပွဲရှုံးရင်နံပါတ်1မြစ်စုံကိုပေးရမယ်မြစ်စုံကိုပေးပြီဆိုတော့မြန်မာနိုင်ငံပြက်ပြီပြီးလို့ရှိရင်တရုတ်စီမံကိန်းအားလုံးတရုတ်လက်ထက်အပ်မယ်ပိုးလမ်းမကြီးကိုဖောက်ခွင့်ပေးလိုက်ကြမယ်အဲ့ဒီပိုးလမ်းမဖောက်ခွင့်ပေးလိုက်တာနဲ့တရုတ်တိန်းနဲ့ချီမြန်မာနိုင်ငံနဲ့အကုန်ဝင်လာမှာပြီးလို့ရှိရင်ရှိတဲ့လုပ်ငန်းမှန်သမျှတရုတ်တွေကတထေးခံတယ်မြန်မာတွေကကြုံပြန်ခံရမယ်မယုံကြည့်လိုက်နောက်ဘာဖြစ်လာမလဲတဖြည်းဖြည်းနဲ့မြန်မာနိုင်ငံဆိုတော့ပျောက်ပြီးတော့တရုတ်နိုင်ငံဖြစ်လာမယုံရင်စောက်ကြည့်လိုက်နော်အဲ့တော့အင်အားစုတွေအနေနဲ့ပြောချင်တာကဒါတွေကပုံမြင်နေမဟုတ်ဖြစ်ကိုဖြစ်လာမယ့်အရာတွေအဲ့တော့ကျွန်တော်တို့ရှုံးလို့မဖြစ်ဘူးဆိုတာအဲ့ဒါပြောတာကျင်းနေတယ်ဒါကြောင့်မလို့စီးလုံးပေးကြပါညီညွတ်ပေးကြပါနော်အခု TNN အနေနဲ့ KIA ဖြစ်နေတဲ့ပြဿနာမျိုးကလုံးဝအဓိပ္ပာယ်မရှိဘူးနော်လက်ရှိအမြင်ကတော့ KIA ရဲ့ဂိတ်တွေကို TNN တွေတွားပြီးတော့ရိုက်ပုတ်တာတွေဖမ်းဆီးတာတွေထုနှိပ်တာတွေပဲမြင်ရတယ်ပြည်သူတွေကဒါပေမဲ့ KIA က TNN ရဲ့နာမည်တွေကိုတွားလောက်တာလားဂိတ်တွားထပ်လာလားဒါဆိုရင်လည်းညှိနှိုင်းလို့ရတယ်လေရန်သူမဟုတ်တဲ့ဟာကြီးကိုအားလုံးကညီကိုတွေဘာအကြောင်းနဲ့မှဖြစ်เสียအကြောင်းမရှိဘူးဒီအချိန်မှာအချင်းချင်းတစ်နက်ပြောင်းလှည့်တဲ့ကောင်အောက်တန်းစားလားရှင်းရှင်းလေးပဲဒါလောက်ရန်သူအရေးကြီးတဲ့အချိန်မှာအချင်းချင်းတစ်နက်ပြောင်းလှည့်ပြီဆိုတဲ့အဲ့ဒီကောင်ကတော်လိုင်းသမားမဟုတ်ဘူးအောက်တန်းစားအောက်တန်းစားလက်နက်ကင်ပဲဒါကြောင့်မလို့ကိုကင်ထားတဲ့လက်နက်တွေဘယ်ဘက်ကိုပြောင်းလှည့်ထားလဲဆိုတာအချိန်တိုင်းတတိယနေဖို့အရေးကြီးတယ်လက်နက်ကလူကိုစိတ်ကိုပြောင်းစေတယ်ခါရတဲ့ပြင်စရိုးတစ်လောက်ထိလိုက်ကြည့်မြောက်ကြောင်းပြောကိုဘာကောင်းလို့ညာကောင်းလို့မဲအဲ့ဒါတလိษံနော်အဲ့ဒါတလိษံစိတ်ဝင်တာအဲ့ဒါကိုထိန်းရမယ်ငါတလိษံစိတ်ဝင်နေပါပြီလားဒါကြီးကိုငါအားကိုးလို့မရဘူးငါလူစိတ်မွေးရမယ်ဆိုတဲ့အတိလေးကိုလက်ရှိအချိန်မှာလက်နက်ကင်ထားတဲ့ကျွန်တော်ညီကိုတွေအားလုံးကိုအတိပေးခြင်းတယ်ကျွန်တော်ကိုယ်တိုင်ခံစားဖို့လို့ပြောတာအဲ့ဒီ feeling ကိုဒါကြောင့်မို့လို့ကျွန်တော်တို့ဒီပွဲဟာပေါ့လို့မရပါဘူးအင်မတန်အရေးကြီးတဲ့ပွဲပါနော်ဟာသလုပ်နေလို့လည်းမရဘူးကျွန်တော်တို့တွေရီပါများငိုရတတ်တယ်လို့ခပ်ပေါ့နေမယ်ဟာသလုပ်နေလို့ဆိုတစ်ချိန်ကျရင်အဲ့ဒီရဲ့ဓာတ်တွေကိုကျွန်တော်ကောင်းကောင်းခံစားရလိမ့်မယ်ဒါကြောင့်မို့လို့ရန်သူကိုရန်ငါပြတ်ပေးကြပါ